င်္ဂလာပါခင်ဗျဒါကျွန်တော်တို့လာရောင်လင်း developer ကနေပြီးတိစောက်ထားတဲ့ပါရမီထဲမှာရှိပါတယ်အိမ်ကတော့ဒါပေ180ပတ်လဲခြံအကျယ်ပေါ့နော်အိမ်ကျယ်ကတော့40 60ရှိပါတယ်လိုက်ခဲ့ပါခင်ဗျအစေကဲအဲ့တော့အိမ်ကတော့လုံးဝတကယ်modern ပုံစံမျိုးလုပ်ထားတာပေါ့နော်ဒါပေမဲ့ modern မှာမှဘယ်လိုလေးဖြစ်နေလဲဆိုတော့အဲ့လိုတစ်သားလေးတွေနဲ့ nature ဘက်ကိုလည်းတွားလာတယ်ဆိုတော့အထက်ရောက်မှလိုက်ပြမယ်ကြည့်ပါ okay အရင်ဆုံးဒီမှာ digital keypad တွေနဲ့အထက်ဝင်ရတဲ့တကားလေးပါ okay digital key အထက်ကိုလိုက်ခဲ့ပါခင်ဗျာ let's go goအထက်ကိုဝင်ချင်းပဲကျွန်တော်ခုခံစားရတဲ့ feeling မှာအရေးကြီးဆုံးဖြစ်တဲ့ကျွန်တော်ဖနက်ကိုရမ်းကြိုက်တယ်လို့လေကျွန်တော်ရဲ့ဒီဘက်ညာဘက်ချက်မှာဖနက်ဗီဒီယို shoes scarf လေးကိုလောက်ထားပြီးတယ်အဲ့ဒါကလည်းတကယ်ကိုခုနကပြောတဲ့ modern ကိုမှတစ်သားတွေအများကြီးနဲ့စောက်ထားတဲ့အိမ်မှာဆိုတော့ဒီမှာ shoe scarf ပေါ်က ceiling ကိုကြည့်မယ်ဆိုရင်သူ့ရဲ့ design concept နှစ်ခုကညီနေအောင်တွေ့ရမယ်တကားနဲ့အပေါ်က ceiling နဲ့ဆိုရင်ဒါအကုန်လုံးကိုပေါ့နော်ပို့ပြီးလှသွားအောင်ကျွန်တော်ပြပေးမယ်ဒီမှာဒီလိုကြည့်လိုက်ပြီဆိုရင်တွေ့သွားပြီတကားမှာလောက်ထားတဲ့ shape ceiling shape chandelier ဒီကောင်လေးနဲ့အကုန်လုံးဆက်ဟပ်မိနေတယ်ပြီးတော့အခုဒီမှာ living room ကြီးပေါ့နော်ဆိုတော့ living room က ceiling height ကဝင်ချင်းမှာဘယ်လိုပြောအောင်လဲဆိုတော့ feeling တစ်ခုရတာပေါ့နော်အဲ့လိုမျိုးကိုအမြဲတမ်းဖြစ်ချင်တဲ့နေချင်တဲ့ dream home ဆိုတဲ့ဟာဒီလိုရတာပေါ့နော်အဲ့ဒီမှာရှိတဲ့တကယ် modern design ကိုတွေ့ရမယ်တသားရည်နဲ့ high ceiling ကိုမြင်ရမယ်နောက်တစ်ခုကဒီမှာရှိတဲ့ ceiling ကြီးအဲ့ဒီ ceiling မှာရှိတဲ့အမြင့် height တိုင်းကိုတုံးထားတဲ့ decoration ရဲ့ဒီ chandelier ပေါ့နော်အဲ့ဒါလေးကတော့ရှင်သက်ရှူမောစကားလုံးနဲ့မပြောပြတော့ပြောပြလို့ရှိရင်ဒီမှာ storage room ပြောပြရင်ပေါ့သွားမှာဆိုလို့ဒီတိုင်းလေးပဲခံစားပါနော်ဒါကတော့သူ့ရဲ့ဒီမှာမာဘေတွေရဲ့နောက်တစ်ခါတစ်တွေရဲ့အပေါ်မှာရှိတဲ့ ceiling လေးတွေကိုကစားထားတာလေ design concept shape လေးအဲ့ဒါတွေအကုန်လုံးကလည်း it's very astonishing ပါ it's really good love it နောက်ဒီမှာ shower land တောက် shower မှာ ceiling မှာပေးရတဲ့ဒီ decorated ပေါ့ decorative items တွေကြည့်မယ်ဆိုရင်တစ်တွေနဲ့နီးတွေနဲ့လှလှပပလောက်ထားတွေ့ရမယ်ပြီးတော့ဒီဘက်မှာအခန်းတစ်ခုပါတယ်ဒါသူ့ရဲ့ bathroom တစ်ခုပါတယ်မအပ်ကသေးဘူးနောက်ဆုံးဆင့်ရောက်နေပြီနည်းနည်း polish touch up လုပ်တဲ့အဆင့်ပေါ့နော်ဒါမှသူ့ရဲ့ kitchen ကိုတွေ့ရမယ်နောက်မှလည်း10ပြီကျော်လောက်ရှိသေးတယ် let's go ပေါ့တဲ့ဒီမှာလည်းကြွရတဲ့အကြောင်းရင်းပေါ့နော်ဒီမှာကြည့်လိုက်လို့ရှိရင်လေဘေးကဒီ wall လေးကိုထည့်ထားတဲ့ဒီ decoration လေးရတယ်တအားဟိုလှပပြီးတော့လှပါတယ်ဆိုတော့ဟို luxury ဆန်တာပေါ့နော်ပြောရလို့ရှိရင်ဒါသူ့ရဲ့နေရာ wall မှာဒါကတော့ a place where everything is happen ပေါ့နော်မိသားစုတွေပျော်ရွှင်ရွှင်စကားပြောကြမယ်နော်တယောက်တနေ့ဖြစ်လာတဲ့အကြောင်းအရာလေးဆွေးနွေးကြမယ်ပြောကြမယ်ဆိုရဲဒါမိသားစုရဲ့ guest area ပါဒီမှာ TV wall panel ရှိတယ်ခုနပြတဲ့အတိုင်းပဲအပေါ်ကနေအောက်ကိုကြည့်ရတဲ့မြင်ကွင်းကရင်သက်ရှူမော်ဒီ chandelier ကြီးကနေပြီးတော့အောက်ကိုလုံးဝကြည့်မယ်ဆိုရင်လည်းလှနာပဲကဲရိုက်ပြပါဦးမယ်အပေါ်ကကြည့်ရတဲ့မြင်ကွင်းလေးကိုဟိုမှာအိမ်ရှိတကားကိုတွေ့ရတဲ့မြင်ကွင်းဖနှက်ထားတဲ့ဗီဒီယိုအောက်မှာအကုန်လုံးကိုသိမ်းမြင်ရတယ်နော်ဒီမှာ chandelier ကြီးဒါဖျားစင်ကိုလှုပ်ထားတာနော်ခုနကတော့ဒါလေးမျက်ခင်မှာကြည့်မိတော့ရောင်မိလက်အုပ်တောင်ကြည့်မိတယ်တောင်ဖျားဟိုမထက်ရသေးဘူးတက်တက်ရခန်းခန်းနာနာနဲ့ကြီးညိုတဲ့ဘွယ်ဖြစ်အောင်ကိုဖန်တီးပေးထားတယ်အရေးကြီးဆုံးပြချင်တာကဒီမှာ very important taste ကဒီကောင်လေးပါနော် ceiling ကိုပြချင်တယ်အဲ့ဒီ ceiling လေးတွေရယ်ဖျားစင်ရဲ့ဒီနောက်ခံပေါ့နော်နောက်ခံမှာလှုပ်ထားတဲ့ design ဒီ design လေးကိုလည်းကြိုက်တယ်နော်ပထမအဆုံးတစ်ခန်းကိုစပြီးပြပေးချင်ပါတယ်ဒါကတော့ green room လို့ခေါ်တာပေါ့နော်အစိမ်းရောင်လေးနဲ့ decoration လုပ်ထားတဲ့အခန်းလေးပါဒီနေရာမှာရှိတဲ့ဒီ marble လေးတွေကဒါဆိုရင် very eye catching ပါတဲ့လား luxury look ကိုရတယ်ပါတဲ့လားဒီမှာနောက်တစ်ခန်းပါမယ်ဒါကြတော့ off white cream color ပဲသွားတဲ့ room မှာအဲ့တော့နောက်ထပ်ကိုတက်ရအောင်လိုက်ခဲ့ပါ oh this is master bedroom နော် master bedroom ဒါခုမအပ်သေးဘူးနော် master bedroom လေးကိုပြမယ်ဒီမှာကြည့်လိုက်ပါလောက်ထားတကယ်တက်သားနဲ့ချိန်နဲ့ကိုလောက်ထားတာလေအရာဒါကြတော့ဘယ်လိုပြောမလဲ modern ဆိုပေမဲ့လေ classic နဲ့ tradition နဲ့ nature ကိုသုံးမျိုးကိုပေါင်းစပ်ပြီးတော့ရတဲ့ feeling ပေါ့နော်ကျွန်တော်ရတဲ့ feeling master bedroom နဲ့တွေ့ရတာဘာလို့လဲမသိကြည့်အောင် okay ဒီမှာ walk-in closet
Yeah, we taking over the town. Taking over. Watch them throw it back for a stack. Make it bounce. walking closer ပြီးရော this is where all the matches happen ladies and gentlemen ဒါကသူ့ရဲ့ main master bedroom ရဲ့ bathroom ဖြစ်ပါတယ် See you moving now. I can do this all night. Yeah, it ain't even a try. ဒါပေါ့တစ်ခုရှိမယ်ဒီကထွက်သွားပြီဆိုဘာရမလဲဆိုတော့ဒါက office room ပါတဲ့ office room She a bad thing. So on the main floor. She already know it. Yeah, she know it. Yeah, she know it. She know she a bad thing. ဒါအခု master bedroom ကနေထွက်လာမယ်ဆိုရင်ဒီမှာရှိတဲ့ office room ရှိမယ်ဒါ second floor မှာအဲ့တော့တစ်ခါတည်း connect လုပ်ထားတယ်ဒီမှာဖတ်ပြကြရှိပါတယ်ခင်ဗျ ceiling လေးကိုရှူစားပါဦး ceiling မှာပေါ်လာတဲ့ဒီတိုင်းကိုပေါ်လာတဲ့ it's art gym room ဒါဒီမှာ gym room အခုန master bedroom ကနေပြီးတော့ထွက်လာမယ်ဆိုရင် down shot runner အရှိကြီးတွေ့ရမယ် fresh air အပြင်လေနဲ့တိုက်ပြီးတော့ဒီမှာ exercise လုပ်မယ်ဆိုလည်းရတယ် library ပါခင်ဗျာဒါကို library ဆိုပြီးကျွန်တော်သိထားပါတယ်လာရောင်လေးကိုချစ်တော့အိမ်ချစ်တော့ကြည့်ရှုပေးတဲ့မိတ်ဆွေများအားလုံးကိုဒီနေ့ကနေပြီးတော့လေးစားစွာတွေ့ရှိပါတယ်ကျွန်တော် Andy ပါအဲ့တော့အိမ်လေးကိုချစ်ပေးသလိုမျိုးလာရောင်လေးကိုချစ်ပေးရဆိုလဲကျေးဇူးပါ decoration ကအစဒီမှာရှိတဲ့ဒီ walk-in closet ဒီ wardrobe တွေအစအကုန်လုံးကိုလာရောင်နေတာဒါတာဝန်ယူပြီးတော့ဆောက်ပေးရပါနောက်ထပ်အိမ်သစ်အိမ်ကောင်းအိမ်ကြီးတွေကိုလည်းပြပေးပါဦးမယ်ခင်ဗျာအဲ့တော့အိမ်တွေကိုစောက်ချင်တဲ့အိမ်တွေကိုပြန်ကြည့်နေတယ်ဆိုလို့ရှိရင်လာရောင်လေးပေးရှာနေဆက်ပေးပါတာယာလှပသောနေပေါင်းများစွာကိုပိုင်ဆိုင်နိုင်ပါဦးခင်ဗျာကျေးဇူးများကြီးတင်ပါတယ်